အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချစ်ညီကိုအတွက် free dive ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free dive ရွေးချယ်မှုကတော့ always ဆိုတဲ့ရလဒ်နဲ့ YMP ရဲ့ချစ်ညီကိုအားလုံးအဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်မနေ့ကရောင်းဝက်ကတော့တသိန်းတန်ရောင်းဝက်ကလွဲလို့ကြံတဲ့ရောင်းဝက်2မျိုးကတော့တပွဲစာရှုံးဆိုတဲ့ရလဒ်နဲ့ YMP ရဲ့ wallet တွေအားလုံးရှုံးနေခဲ့ရပါတယ်အဲ့ဒီအတွက်လည်း YMP အနေနဲ့ဒီနေ့မှာအကောင်းဆုံးပြန်လည်ပြီးတော့ကြိုးစားပေးထားပါတယ်အဲ့တော့ဒီနေ့ရဲ့ feed ရွေးချယ်မှုကြောင့်ကိုအရင်ပြောခင်ရောင်ဘွက်ဝယ်ယူခြင်းနဲ့ညီကိုများအတွက်ဒီနေ့မှာရောင်ဘွက်3မျိုးထုတ်ပေးထားတယ်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 9 296ခွန်ပိုင်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ feed ရွေးချယ်မှုကြောင့်လေးစပြောလေအောင်ဒီနေ့ရဲ့ feed အဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်ကစန်တာလန်နဲ့ဖူဝံပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိစန်တာလန်ကအိမ်ကွင်းကနေဒဲဆိုတဲ့ကြည်တန်းပေါက်ပေးထားတယ်ဒီပွဲစဉ်ကမနေ့ကပြောခဲ့ဝါဟန်နဲ့ဘုံမော်ပွဲစဉ်လိုပဲ YMP ရဲ့အကြိုက်နဲ့အများအကြိုက်ပွဲပြလိမ့်မယ်လို့ YMP ကတော့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ YMP ကဒီပွဲစဉ်ကိုဖူဟန်ဘော်ဒီလေးကိုသဘောကျတယ်။ဘာဖြစ်လို့ဖူဟန်ဘော်ဒီကိုသဘောကျလဲဆိုရင်လီဗာပူးဖူဟန်ကိုဝေးကွင်းကနေ1 black 90ဆိုတဲ့ခြေတန်းပြီးခဲ့တယ်။အဲ့လိုပဲလီဗာပူးကဆန်တာလန်ကိုလည်းဝေးကွင်းကနေ1 black 90ဆိုတဲ့ခြေတန်းပေါက်ပြီးခဲ့တယ်။အဲ့တော့လီဗာပူးဆန်တာလန်နဲ့ဖူဟန်နဲ့ကlevel 2အနေထားမျိုးလို့ပြောလို့ရတယ်။ဒါပေမဲ့ဖူဟန်ကဒီနေ့ပွဲစဉ်ကအဝေးကွင်းဖြစ်တဲ့အတွက်အိမ်ကွင်းဖြစ်တဲ့စန်တာလန်အနေနဲ့ဒီနေ့ပွဲစဉ်မှာဖူဟန်ကို350ဆိုတဲ့ခြေတန်းလောက်တော့ပေါက်ပေးရလိမ့်မယ်လို့ YMP ကတော့ယူဆရဲ။စန်တာလန်အနေနဲ့ဖူဟန်ကို350ဆိုတဲ့ခြေတန်းမျိုးမပေးချင်ဘူးဆိုရင်တော့ပထမအကြော်မှာတုန်းကဖူဟန်ကအိမ်ကွင်းကနေစန်တာလန်ကို380ဆိုတဲ့ခြေတန်းပြီးခဲ့တယ်။အဲ့ခြေတန်းကိုအဝေးကွင်းကြီးနဲ့ပြန်ပြီးတွက်မယ်ဆိုရင်စန်တာလန်ဒီနေ့ပွဲစဉ်မှာအနည်းဆုံးတော့30ဆိုပဲကြည်တယ်မျိုးပေါက်ပေးရပါလိမ့်မယ်အခုထိလီဗာပူးတသင်းထဲကိုဒါရှုံးထားတဲ့စန်တာလန်ရဲ့ပြီးထားတဲ့ဒဲဆိုပဲကြည်တန်းရတော့စန်တာလန်ကြေးအောင်တဲ့ကြည်တန်းမဟုတ်ဘူးလို့ YMP ကတော့ယူဆရဲအဲ့အတွက်ဒီပွဲစဉ်ကိုဖူဟန်ဘော်ဒီလေးကိုသဘောကျပြီးတော့လက်ရှိဂိုးပေါင်းကြီး2.50ဆိုတဲ့အနေအထားမျိုးမှာ YMP ကတော့ဂိုးဘော်လေးကိုသဘောကျရဲဘာဖြစ်လို့ဂိုးဘော်ကိုသဘောကျလဲဆိုရင်မနေ့ကဒီပွဲစဉ်နဲ့ပုံစံတူဝမ်ဟန်နဲ့ဘုံမောက်ပွဲစဉ်မှာဂိုးပေါင်းကြီး3 black 10ဆိုတဲ့ကြည်တန်းပေါက်ပေးပြီးတော့ထိုးသားရဲ့အားလုံးဂိုးဘော်လိုက်ခဲ့ကြရဲဒါပေမဲ့ဇီးဆိုတဲ့ရလက်နဲ့ဂိုးပေါက်ခဲ့တယ်အခုမနေ့ကပွဲပုံစံတူကြည်တန်းမျိုးပေါက်ပေးပြီးတော့ဂိုးပေါင်းကြီး2.50ဆိုတဲ့ကြည်တန်းမျိုးဖွင့်ထားတာကထိုးသားတွေကိုဂိုးအောင်နေချင်ခေါ်ထားတဲ့ကြည်တန်းလို့ YMP ကတော့ယူဆရတဲ့အတွက်ဒီပွဲစဉ်ကိုဂိုးဘော်လေးကိုလည်းသဘောကျတယ်အဲ့တော့ဒီပွဲမှာဖူဟန်ဘော်ဒီဖူဟန်ဂိုးဘော်နှစ်ကွက်ရွေးချယ်ပေးလိုက်ပါတယ်နောက်ထပ်ရွေးချယ်ထားတဲ့ပွဲစဉ်ကအတ္တာနဲ့နာပိုလီပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိအတ္တာကအိမ်ကွင်းကနေ320ဆိုဝဲခြေတန်းပေါက်ပေးထားတယ်အတ္တာနဲ့ level 2ခြေတန်းတူလို့ပြောလို့ရတဲ့ရိုမားကိုတော့နာပိုလီကအိမ်ကွင်းကနေ320ဆိုဝဲခြေတန်းပဲပြီးခဲ့ရပါအဲ့တော့အဲ့ခြေတန်းကိုနာပိုလီဝေးခွင့်ခြေတန်းနဲ့တွက်မယ်ဆိုရင်အတ္တာဒီနေ့ပွဲစဉ်မှာနာပိုလီကို380ဆိုဝဲခြေတန်းပေါက်ပေးရလိမ့်မယ်ဒါပေမဲ့အတ္တာကဂျားရက်မှာချန်ပီယံလိကစားခဲ့ရတာဖြစ်တဲ့အတွက်ပေးရမယ်ကြည်တန်းထက်ပြား30ရှော့ပြီးပေးမယ်ဆိုရင်အတ္တာဒီနေ့ပွဲစဉ်မှာ350ဆိုတဲ့ကြည်တန်းထက်ရှော့ပြီးပေးလို့မရပါဘူးပြီးတော့မနစ်ကရာသီနာပိုလီချန်ပီယံဖြစ်တဲ့အနေအထားမျိုးမှာတော့အတ္တာကအိမ်ဝင်းကနေနာပိုလီကို330ဆိုတဲ့ကြည်တန်းထိပြီးခဲ့တာပါအခုအတ္တာပေးထားတဲ့320ဆိုတဲ့ကြည်တန်းကတော့အတ္တာကြေးအောင်တဲ့ကြည်တန်းမဟုတ်ဘူးလို့ YMP ကယူဆရတဲ့အတွက်ဒီပွဲစဉ်ကိုနာပိုလီဘော်ဒီလေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ရဲ့ free dive ဖြစ်ဖူဟန်ဘော်ဒီဖူဟန်ဂိုးဘော်နာပိုလီဘော်ဒီ3ပွဲရွေးချယ်ပေးလိုက်ပါတယ် YMP ရဲ့ချစ်ညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်းဘောဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 9 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ် YMP ကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်